င်္ဂလာပါရှင်အင်းဝါပါရှင်တို့အတွက် We Auto ငွေသွင်းနည်းလေးအကြောင်းပြောပြပေးပါမယ်အင်းဝါ app ထဲကအကောင့်ဆိုတာလေးကိုနှိပ်ပေးပါပြီးတော့ငွေသွင်းရဆိုတာလေးကိုဆက်နှိပ်ပေးပါရှင်အဲ့ဒါဘန်အကောင့်ဆိုတာလေးကိုနှိပ်ပြီး WePay နဲ့ငွေသွင်းမယ်ဆိုရင် WePay လေးကိုရေးပေးပါ WePay အကောင့်ဖွင့်ထားတဲ့မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပေးပါရှင် user name မှာ We အကောင့်ဖွင့်ထားတဲ့မိမိရဲ့နာမည်ကိုထည့်ပေးပါပြီးရင် save ပေးပါရှင်ဝိနဲ့လွဲမယ်ဆိုရင်ဝိကိုပြန်နှိပ်ပေးပါပြီးတော့မိမိငွေလွဲမယ်အမောက်ကိုရွေးပေးပါပြီးရင် QR ဘေးကိုနှိပ်ပြီး Go to Transfer ကိုဆက်သွားပေးပါရှင်ဒီနေရာမှာ Payment Information Payment Account Information မှာမိမိရဲ့ account မှန်ပြန်စစ်လို့ရပါတယ်မိမိဖြည့်ထားတဲ့ WePay account အောက်က Receiving Account Information ဆိုတဲ့နေရာမှာငွေလွှဲရမယ့် account လေးရှိပါတယ်အဲ့ဒါလေးကို copy ယူပြီးငွေလွှဲပေးပါရှင်တကယ်လို့မိမိဖုန်းထဲကနေလွှဲပြီးသွားလို့ရှိရင်အောက်က I have completed the transfer ကိုနှိပ်ပြီးတော့ပြီးပါပြီဆိုတာလေးကိုနှိပ်ပြီးပါမိမိကောက်တဲ့ငွေမဝင်တင်းရင်တော့ pending လို့ပေါ်နေပါလိမ့်မယ်ခဏလောက်စောင့်ပေးပါရှင်ဆက်ဆိုရင်တော့အကောင့်ထဲငွေဝင်ပါပြီ